အားလုံးပဲမင်္ဂလာပါရှင်ရွှေစင်စုရန်နာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရဲ့ဒီတစ်ခါမမင်ကတော့ဒီလိုမျိုးပေါ့နော်လူငယ်ဆန်တဲ့ဒီဇိုင်းဆွဲသီးလေးတွေအရန်မေးများနေလို့မင်ကဝစ်လိုက်တာနဲ့10နဲ့20ငယ်သွားမယ်စိန် brand design ဆွဲသီးလေးတွေနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါရဲ့ဒါလေးတွေကတော့မမမိတ်ဆက်ပေးသွားမယ် brand design ဆွဲသီးလေးပဲဖြစ်ပါရဲ့ရှင်သူလေးတွေက natural diamond စိန်ဖြူတန်းတစ်မျိုးတွေကသုံးပြီးတော့လက်ရဒီဇိုင်းတည်သက်စွာခတ်ပေးထားတာမို့လို့အရန်ကိုလှပါရဲ့နော်သူလေးကတော့နံပါတ်1ဆွဲသီးလေးပဲဖြစ်ပါရဲ့ရှင်သူလေးကကျတော့ဒီလိုမျိုးပေါ့နော်နုညံ့သိမ်မွေ့ရဲ့ငှက်မွေးဒီဇိုင်းလေးပေါ့နော်ဒီလိုမျိုးဒီဇိုင်းလေးပဲဖြစ်ပါရဲ့ရှင်အရန်ကိုမှလှတယ်သူလေးကဒီလိုပေါ့နော်ရင်တိုးဆွဲသီးလေးဖြစ်တာမို့လို့2 way လဲဝတ်လို့ရပါရဲ့ရှင်သူလေးကတော့နံပါတ်2နဲ့နံပါတ်3ဆွဲသီးလေးပဲဖြစ်ပါရဲ့ရှင်ဒါလေးကကြတော့ brand design လေးကိုမှဒီလိုမျိုးပေါ့နော်စိန်ခွင့်ကြီးစိန်အဖြူအတန့်လေးနဲ့ပေါင်းဆက်ကခတ်ပေးထားတာပဲဖြစ်ပါရဲ့ရှင်သူလေးကကြတော့အကြီးနဲ့အသေးနှစ်ဆိုင်ခတ်ပေးထားပါတယ်။ကိုမတို့ကျင်းတာလေးကိုဝယ်ယူအပ်ပေးလို့ရပါတယ်ရှင်။သူလေးကကြတော့နံပါတ်4လေးပဲဖြစ်ပါရဲ့ရှင်။သူလေးကကြတော့ဒီလိုမျိုးစိန်ပတ်ဒီဇိုင်းလေးကိုမှအလှုပ်ဒီဇိုင်းလေးပေါ့နော်အလှုပ်ကလေးဝတ်ချင်တဲ့သူလေးအတွက်ပါရှင်။အရန်ကိုချစ်စရာကောင်းပါရဲ့နော်။ဒါလေးကတော့နံပါတ်5လေးပဲဖြစ်ပါရဲ့ရှင်။သူလေးကကြတော့ဒီလိုမျိုးပေါ့နော် brand design ကိုမှပတ်စံအိတ်ပုံစံလေးခတ်ပေးထားတာမို့လို့အရန်ကိုချစ်စရာကောင်းပြီးတော့အရန်လှပါရဲ့ရှင်သူလေးကတော့နံပါတ်6စိန်ဆွဲသီးလေးပဲဖြစ်ပါရဲ့ရှင်သူလေးကကြတော့ဒီလိုမျိုးဒေါ်လာထုတ်ဒီဇိုင်းလေးပေါ့နော်မင်းတို့ဆိုင်မှာကဒီလိုဒေါ်လာထုတ်လေးကို site ဆောင် install ရှိပါရဲ့နော်သူလေးကကြတော့နံပါတ်9ဆွဲသီးလေးပဲဖြစ်ပါရဲ့ရှင်သူလေးကတော့ဒီလိုမျိုး brand design လေးကိုဘေးစိန်တစ်ပတ်နဲ့ခတ်ထားပေးရမို့လို့ချစ်လေးနဲ့အရန်ကိုဝတ်လို့လှပါရဲ့နော်သူလေးကတော့နံပါတ်10ဆွဲသီးလေးပဲဖြစ်ပါရဲ့သူလေးကတော့ဘယ်မှာမှမရှိသေးတဲ့ဒီလိုဒီဇိုင်းဆန်းလေးပေါ့နော်ဒီထဲမှာကြိုးလေးနဲ့ဝတ်ရတာဖြစ်ပါရဲ့ရှင်သူလေးကတော့မိတ်ဆက်ပေးသွားမယ်နံပါတ်9နဲ့10ဆွဲသီးလေးပဲဖြစ်ပါရဲ့ရှင်သူလေးကတော့လုံးဝကို daily wear လို့ရတဲ့ပုတ်ပပဆွဲသီးလေးပဲဖြစ်ပါရဲ့အကြီးလေးနဲ့အသေးလေးနဲ့နှစ် size ရှိပါရဲ့နော်